ဒီကဘာမြေကြီးဟာဖျားငါးစုပွင့်ပြီးမှပျောက်ကွယ်မှဖြစ်တယ်အခုဖျားလေးစုပွင့်ပြီးသွားပြီတစုပွင့်ပြီးတိုင်းမြေသားဟာတယုဇနာလောက်မြင့်တက်လာတာဖြစ်တယ်ဒါကြောင့်မို့ရှေးအောင်ပစ္စည်းတွေပြန်တူးဖော်ရတာပထမဆုံးပွင့်တော်မူတဲ့မြတ်စွာဘုရားကကကုတန္တမြတ်စွာဘုရားအဲ့ဒီကကုတန္တမြတ်စွာဘုရားဟာတက်တော်4000တန်းလူသားတွေရဲ့4000လူအသက်4000အသက်ရှည်တဲ့ကာလမှာပွင့်တော်မူခဲ့တာဖြစ်တယ်ဒါကြောင့်မို့မြတ်စွာဘုရားလည်းပဲတက်တော်4000ထိအောင်ကြာရှိစွာလူဘဝမှာလောကသားတို့အတွက်ကြိုးစားဆောင်ရွက်ခဲ့နိုင်တာဖြစ်တယ်ပေါ့ထိုကကုသန္တမြတ်စွာဘုရားရဲ့အသိဉာဏ်ပွင့်လင်းရာသဗ္ဗညုတဉာဏ်တော်ကြီးပွင့်လင်းရာဘောဓိပင်ကတော့ကိုကိုပင်ပဲဖြစ်တယ်ကိုကိုဘောဓိမှာဘုရားဖြစ်သူရောက်သွားတယ်သို့တော်ဒီကနေ့ခေတ်ကိုကိုပင်ကိုဗဒ္ဒကဘာကြီးမကွဲခင်တောင်မှပဲမြေပြင်ပေါ်မှာပေါက်နေတဲ့ဘောဓိကိုကိုပင်တွေကိုဘောဓိပင်လို့လူတွေကအတိမမပြုကြတော့ဘူးလမ်းဘေးမှာအရိယတစ်ပင်ဖြစ်လမ်းဘေးမှာအရိယတစ်ပင်ဖြစ်စိုက်ပြီးတော့ထင်းခုတ်ပြီးတော့စိုက်နေကြပြီဘောဓိပင်ဖြစ်ကရွှေလျောသွားတယ်လို့ဆိုရမှာဖြစ်တယ်ဒီကဘာမြေကြီးပေါ်မှာပွင့်ပေါ်ခဲ့တဲ့မြတ်စွာဘုရားပဲဗဒ္ဒကဘာဆိုတာဒီကဘာမြေကြီးပေါ်မှာပွင့်သွားတဲ့မြတ်စွာဘုရားရဲ့ကိုကိုဘောဓိလူသက်တန်းဟာတက်လိုက်ကြလိုက်4000တန်းကနေစနစ်တန်းထိအောင်ရောကျသွားပြီးတဲ့အခါတခါလူသက်တန်းတွေပြန်တက်လာပြီးအသင်္ချေထိအောင်လူတွေဟာပြင်းကြီးပွဲကောင်းလောက်အောင်သက်ရှည်ပြီးသက်တွေပြန်တိုးကြပြန်တယ်သက်တိုးတာဟာဒုစရိုက်တွေကြောင့်တိုးတာပဲဖြစ်တယ်ဒုစရိုက်ကြောင့်ဘာကြောင့်တိုးသလဲလို့ဆိုရင်လူတွေရဲ့ရှင်တဲ့နှလုံးထဲမှာဖြစ်ပွားတဲ့အကုသိုလ်တရားထိုရင်ထဲကဖြစ်တဲ့အကုသိုလ်တရားကြောင့်ထွက်ပေါ်လာတဲ့စကားသံပြုလုပ်တဲ့အမှုကိစ္စတွေဟာလူလောကလူရဲ့ဂုဏ်သိက္ခာတွေကိုကြာဆင်းစေပြီးတတန်းကိုတိုးသွားစေတယ်ဘယ်လိုဆက်ဆက်ထားတော့လို့ဆိုတော့လူတွေရဲ့ရင်ထဲမှာအကုသိုလ်တွေဖြစ်ပွားလာပြီဆိုလို့ရှိရင်ရင်ထဲကဖြစ်ပွားတဲ့အကုသိုလ်ရဲ့အရှိန်အဝါတွေကြောင့်ကဘာမြေကြီးပေါ်မှာပေါက်နေတဲ့တစ်ပင်တွေရှားသူဥရုတွေကပြောင်းလဲသွားတယ်ပြောင်းလဲသွားတော့ထိုရာသီဥရုပေါ်မှာအမိပြုနေရတဲ့လူသားတွေထိုရာသီထိုမြေပေါ်မှာစိုက်ပျိုးပြီးတော့ဖြစ်ပေါ်လာတဲ့သီးနှံတွေကိုစားပြီးအသက်ရှင်ရတဲ့လူသားတွေဟာရုပ်လျော့လာတဲ့တဖြည်းဖြည်းသက်ဟာရုပ်လျော့သွားတယ်ဥဒုနဲ့အာဟာရကြောင့်လူတွေရဲ့တတန်းဟာရုပ်လျော့တယ်လို့သူတို့ဆိုတယ်ကံကအဆုံးဖြတ်မဟုတ်ဘူးဒီနေရာမှာကံဘလောက်ပဲကြီးကြီးကံဘလောက်ပဲကောင်းကောင်းဥဒုနဲ့အာဟာရမကောင်းဘူးဆိုရင်လူဘဝမှာအသက်ရှည်ဖို့မဖြစ်နိုင်ဘူးဒါကြောင့်မို့ဘုရားတွေဟာကံအပြင်ကြည့်ပဲဆိုရင်လေးသိခြင်းနဲ့ကဘာတသိမ့်ပါရမီဖြစ်ရတာဖြစ်သောကြောင့်ကုသကံအပြင်လည်းတူတယ်လို့ပြောမှာတာမန်ကုသိုလ်နဲ့ဘုရားမဖြစ်ဘူးသို့တော့တက်တန်းကြတော့တူကြသလားဆိုမတူကကုသနာမြတ်စွာဘုရားက4000ကောဏကမနမြတ်စွာဘုရားကြတော့3000ပဲကသဝမြတ်စွာဘုရားကြတော့2000ပဲဂေါရမမြတ်စွာဘုရားကြတော့တရားရမ်းမှု80ပဲနေရတယ်ဟောတက်တန်းတွေကဒီလိုကွာအဲ့တက်တန်းတွေကကံတူရဲ့တန်းနဲ့ဘာကြောင့်ကွာရတော့ဆိုရင်ဥဒုနာဘောဇနေနာအာယုဟာယတိပိဝဋ္ဌတိပိအဖြေကအဲ့ဒါလူတွေရဲ့ရင်ထဲမှာဖြစ်ပွားလာတဲ့အကုသိုလ်တရားတွေရဲ့အရှိန်အဝါကြောင့်ရှားသိဥရုတွေညံ့လာတယ်အာဟာရတွေညံ့လာတယ်လူရဲ့အသက်ဟာဥဒုအာဟာရပေါ်မှာမှီပြီးတော့သက်ရှင်ရတာဖြစ်တယ်ဒါကြောင့်မို့ဒီဥဒုနဲ့အာဟာရဟာအနှစ်4000ထိအောင်မထိန်နိုင်ဘူးအနှစ်3000ထိအောင်မထိန်နိုင်ဘူးကောရမမြတ်စွာဘုရားလက်ထက်ရောက်တဲ့အခါ2000ပြည့်အောင်1000ပြည့်အောင်မထိန်နိုင်တော့ဘူးအသက်120 160ဆိုအလွန်ဆုံးအဲ့ဒီခေတ်ကလူတွေဟာတက်တန်းတိုးသွားကြတယ်ဖရာချင်းတူရတဲ့နဲ့
တတန်းခုလို့ကွဲပြားသွားတာဟာဥဒုနဲ့အာဟာရပဲလို့သူဆိုတယ်ဒါရင်ယုံလျော်သလားဆိုတခြားတွေလည်းယုံလျော်မှုတွေရှိတယ်ပေါ့အဲ့တော့ကံကိုယုံမယ်ဆိုလို့မရဘူးကံကိုကံနဲ့အရေးကြီးတာလူတွေရဲ့စိတ်နေသဘောထားပိုအရေးကြီးတယ်လူတွေရဲ့စိတ်ဓာတ်တွေဟာအောက်တန်းကျလာပြီအပြစ်မကင်းတဲ့စိတ်ဓာတ်တွေဒီကနေ့ခေတ်ပဲကြည့်လူတွေရဲ့စိတ်ဓာတ်ဟာသိုးသွမ်းတောင်းချမ်းလာတဲ့အနေအထားမျိုးရှိလာတယ်နော်ထိကနေရှင်ရိုက်ကြမယ်နှက်ကြမယ်တတ်ကြမယ်ဖြတ်ကြမယ်လူတွေရဲ့စိတ်ဓာတ်တွေကပို့ပြီးတော့ရိုင်းပြလာအဲ့လိုရိုင်းပြလာတဲ့စိတ်ဓာတ်တွေကြောင့်တတန်းကတိုးတဲ့တိုးလာမှာဒါသဘာဝပဲနော်ယာတိဝုဒ္ဓတွေကသိုးတဲ့ဆိုးလာဘုန်းကြီးတို့ငယ်ငယ်တုန်းကဒီလောက်ပူတာမကြုံဘူးအခုတခါပူလာပြီဒါယာတိဝုဒ္ဓပြက်ပြားတာဒီယာတိဝုဒ္ဓကဘာကြောင့်ပြက်တာတော့ဆိုရင်လူတွေရဲ့လောက်ရက်တွေကြောင့်ပဲပြက်တာပဲကဘာမြေပြင်ပေါ်မှာနေတဲ့လူတွေဟာအကျင့်ပြက်လာပြီဆိုရင်ရှည်မြေတွေဟာလည်းပဲဖောက်ပြန်ပျက်စီးကုန်တယ်ဖောက်ပြန်ပျက်စီးတဲ့ရေမြေတွေကိုအမိပြုပြီးအသက်ရှင်တန်ရတဲ့လူတွေရဲ့အသက်တွေလည်းထိခိုက်လာတယ်ဒီလိုဆက်ပြီးတော့နေတယ်ပေါ့နော်ဆက်ပြီးတော့နေတယ်ကိုလုထာကိုရပြီးတော့ကိုလုထာကိုခံရတဲ့သဘောပဲအလုံးဟာကိုမလုတဲ့လူတွေရှိတော့လဲလုတဲ့လူတွေများလာတဲ့အခါကောင်းတဲ့လူတွေရှိတော့လဲမကောင်းတဲ့လူတွေကများလာလို့ရှင်ဒီမိုကရေစီမှာမကောင်းတဲ့လူတွေများရင်မကောင်းတာကပိုဖြစ်လာမှာပဲဒါထင်ရှားတယ်ဘယ်ခေတ်ပဲဖြစ်ဖြစ်နော်လူများရာကနေပြီးတော့အလုံးဟာခံကြရတာဖြစ်တယ်ပေါ့အေးလောဘတွေကြီးလာတယ်ဒေါသတွေကြီးလာတယ်အမှန်မသိတဲ့မောဟတွေလှုပ်တင်တာနဲ့မလှုပ်တင်တာမလှုပ်တင်တာကိုလှုပ်တင်နေထင်တယ်လှုပ်တင်တာကြတော့မလှုပ်တင်မှုထင်ပြီးတော့မှားယွင်းချွတ်ချော်မှုတွေများလာတဲ့ခဏခေတ်ကာလကြီးဟာဆုတ်ခေတ်လို့ပြောရတဲ့အခါမျိုးပဲဖြစ်တယ်ပေါ့ကောရမမြတ်စွာဘုရားပွင့်တဲ့အခါမှာဥပမာမဲ့ကလိယုဂလို့ခေါ်တဲ့တကယ်ကိုဆုတ်ယုတ်နေတဲ့ခေတ်ကြီးထဲမှာကောရမဘုရားပွင့်တာပြပြားနေတဲ့ခေတ်ဆိုတာဘာပြောတာတော့ဆိုလို့ရှိရင်လေးချောင်းတော့စပွဲကြီးမှာခြေတော့၃ချောင်းကျိုးနေပြီးတစ်ချောင်းနဲ့ထောက်ထားတဲ့စပွဲစဉ်းစားကြည့်ပေါ့စပွဲပေါ်တင်တာတွေအကုန်လုံးလိမ့်ကြမှာပဲခြေတော့တစ်ချောင်းနဲ့စပွဲဟာဘယ်တော့မှမငြိမ်ဘူးပေါ့နော်မငြိမ်နိုင်ဘူးလေးချောင်းနဲ့စပွဲမှာခြေတော့၃ချောင်းကျိုးနေတာခေတ်ကြီးကလည်းပဲထို့တူပဲဆိုလိုတဲ့အတိတ်ပဲကဘာတော့လူတွေ၄ပုံပုံ၃ပုံကတရားပြက်တစ်ပုံနဲ့ပဲအကောင်းကြံတယ်လို့ဆိုလို့အဲ့ဒီအချိန်မှာကောရမမြတ်စွာဘုရားပွင့်တာဒါကလိယုတ်ဆုတ်ကတ်ကာလလို့ခေါ်တယ်အဲ့ဒါလို့ခေတ်မှာဒီဗရကဘာကြီးဟာတည်တတ်နေဥမှာပဲဖြစ်တယ်နောက်တစ်ခေတ်အရိပတယမြတ်စွာဘုရားပွင့်ပြီးတဲ့အခါကျတော့ဒီကဘာကြီးဟာမိလောင်လို့ရင်လည်းပျက်စီးမယ်ရေမြုပ်လို့ရင်လည်းရေမျောလို့ရင်လည်းပျက်စီးမယ်လေတိုက်လို့ရင်လည်းပျက်စီးမယ်ရေမီးရေလေဆိုတဲ့အဖြစ်၃မျိုးနဲ့တစ်မျိုးနဲ့ပျက်စီးတာဖြစ်တယ်ကဘာကြီးပျက်စီးတယ်ဆိုတာအဲ့ဒါလို့လူတွေသာထိခိုက်ပြီးတော့ကဘာကြီးကတော့မပျက်စီးသေးဘူးဒီအရိမတေယမြတ်စွာဘုရားပွင့်ပြီးမှကဘာကြီးကဆုပ်ယုပ်ပြီးပျက်စီးမှဖြစ်တယ်။ယာတိဝုဒ္ဓတွေအခုဆိုးနေပေမဲ့တဖြည်းဖြည်းလူတွေရဲ့သက်တမ်းတွေဆုတ်သွားပြီးယာတိဝုဒ္ဓတွေပြန်ကောင်းလာတဲ့ရွှေခေတ်ကိုတော့ရောက်အောင်မှာပဲဒီမြေကြီးပေါ်မှာပဲပြန်ရောက်အောင်ဖို့ရှိတယ်ပေါ့နော်။ပြန်ရောက်လာအောင်ခုချိန်မှာတော့တပင်တွေကလည်းခုတ်လိုက်တာပြောင်းသွားပြီးတောင်းနေမှန်သမျှကတုံးတောင်းကတုံးအဲ့တော့မြေပြင်ပေါ်မှာအပူတွေလွှမ်းခြုံပြီးတော့ရေရှားမိုးရှားအလုံးရှားတဲ့ခေတ်ကြီးတဲ့ကိုရောက်ရှိလာတယ်။သို့သောတနေ့ကျတော့ပြန်လဲပြီးတော့စိန်လန်းဆုပ်ပြေးလာအောင်မှာပဲ။အဲ့ဒီစိန်လန်းဆုပ်ပြေးလို့လူကောင်းသူကောင်းတွေဒီကဘာမြေကြီးပေါ်ရောက်လာတဲ့အခါမှာအရိမတေယဘုရားပွင့်အောင်မှာပဲပေါ့။အဲ့ဒီပွင့်ပြီးတဲ့နောက်မှာအခုလိုခေတ်မျိုးပြန်ရောက်လာပြီးလူဆိုးသူဆိုးတွေနဲ့က
ကဘာကြီးတစ်ခုလုံးဟာမိလောင်တဲ့